မေနဲ့မမပေါ့မမေနဲ့မမကကြတော့သမီးကိုထားပေးတယ်ကြောင်းထားပေးတဲ့အချိန်မှာအရင်ချမ်းသာလို့ထားတာမို့ဒီတစ်နှစ်ကြာသွားနောက်တစ်နှစ်ဆိုဘလို့မှပြန်တတ်လို့မစင်မပြေတဲ့မိသားစုအဲ့လိုမျိုးငါထားကြတစ်နှစ်မှာသမီးကပေါ်ပေါ်ရောရှောက်ပြီးတော့သွားလိုက်မယ်ဆိုလေကြာသွားမယ်ဆိုတဲ့စိတ်သမီးအဲ့လိုတစ်ခါကြညဘက်တွေဆိုအဲ့လိုမျိုးတော့အိတ်မပြောတွေးလို့အိတ်ချင်တဲ့စိတ်နဲ့သမီးတစ်ခါကြစိတ်တက်ကြသမီးတရက်လောက်အိတ်လိုက်တယ်အိတ်လိုက်တဲ့ချိန်သမီးအဲ့တရက်အိတ်လိုက်တာတော်တော်နောက်ကျသွားစာရရမ်းနောက်ကျသွားဆိုအမှဆိုစိတ်တက်တာကြာပြီးတော့ပြန်လုပ်မယ်ဆိုတဲတန်ပြန်လုပ်တော့တာပဲတဲတန်ပြန်လုပ်တဲ့အချိန်မှာတစ်ခါကြရင်တစ်နိုင်အဲ့လိုတွေဖြစ်သွားတယ်မနေ့ဆိုလဲထားကြက်ပြီးတော့မမကတော့ပြောတယ်အိတ်ချင်းအိတ်လိုက်နောက်တော့မှလို့အဲ့လိုလည်းပြောစင်အဲ့လိုဖြစ်ဘူးအဲ့လိုပြအိတ်တာတော်တော်များနေပြီအဲ့လိုပြောတဲ့အချိန်မှာပြန်လုပ်ရပြန်စူးစမ်းပြီးပြီးညာတော့အထက်က14လိုင်းလာရရှေ့ပြည်လမ်းမှာပညာဉာဏ်နဲ့မင်းကျော်ရဲ့ဖြစ်ပါရှင်ဟုတ်သမီးကဒီ2026တက္ကသိုလ်ဝင်နှန်းစာပွဲမှာဘယ်လိုရလက်တည်ရခဲ့တာလဲနန်းစားတဲ့မှာဆိုဝိပန်တွေမှာပထမရခဲ့တာပါရှင်ဟုတ်သမီးရဲ့စူးစမ်းအထောက်ပုံလေးကိုနည်းနည်းလောက်ပြောပြပေးပါဦးစူးစမ်းထုတ်ခဲ့တာတော့ကြာတော့သမီးကဒီလိုစုရတာနေအဲ့လိုပြီးတော့မမှန်းဘူးပေါ့နော်ဒါပေမဲ့ပုံကြီးလေးတော့ထွက်ချင်တယ်အဲ့လိုမှန်းပြီးတော့တကယ်ခိုင်မာဝါကြာမနစ်ကစီနီယာကြီးမှာ2ယောက်က3မှသာထွက်တယ်သမီးတို့ကြောင့်မှ3မှသာဆိုတာတော့မရှိခဲ့ဘူးအားမရှိခဲ့သူတို့ကထွက်နိုင်တရားပဲသမီးလည်းဘာလို့မထွက်ကမှလဲဆိုတော့သူတို့လည်း motivation ကြီးပဲဆရာမရဲ့ဆရာသမားရဲ့မျက်နှာပေါ့နော်ဘောဆိုအမျိုးတွေထဲမှာလည်းပညာတတ်ဆိုတာတိတ်မရှိဘူးအမေဘက်မှာတော့အခုရှိပါပြီပေါ့နော်အဲ့မမတယောက်ခွဲရသွားပြီသမီးမဝန်ကတယောက်ခွဲရသွားပြီခွဲရသွားတဲ့အချိန်မှာအခုဖေဖေဘက်မှာဆိုမရှိဘူးတယောက်မှမရှိဘူးပညာတတ်ဆိုတယောက်မှမရှိဘူးဖေဖေကပညာတတ်တားဖြစ်စေချင်တာသမီးတို့ညီမနှစ်ယောက်ကိုစနေတန်း10တန်းသူအရင်ကလည်းမလားအဲ့အောင်ရင်ကိုကျင်းတဲ့လူမျိုးပေါ့နော်ဖေဖေရောမမရောမမရောအောင်ရင်ကျင်းတဲ့မမဆိုလည်းအရင်ဒီကကျတော့သူတို့က pressure ရမ်းမပေးဘူးနင်သမီးနင်လောက်ကုန်ထောက်ကမယ်ဒီလောက်ကြည့်ရမှငါတို့အဆင်ပြေမယ်မပြောတခုမှပြောအမီအောင်ရပြီဒါပေမဲ့မရတော့ပြောတယ်သမီးကဂုံတို့ထွက်မှာကျိတ်ထွက်မှာဆိုဟုတ်လောက်ပါဘူးသမီးဘလို့ရမှာလဲသမီးရဲ့ခြေချင်းနဲ့ဘလို့ရမှာလဲလို့ပြောချင်ရမှာဆိုဒါပေမဲ့မပြောမှသမီးကမရလို့လည်းပြောစိတ်ထဲမှာမရတော့ယုံကြည်နေတာရမှာကျိတ်နေရမှာဆိုရင်မိုဒီတွေယူတယ်ဆရာမကိုကျောင်းဆရာမခုနပြောတယ်ကျောင်းဆရာမရဲ့ပြောတဲ့စကားတစ်ခုပေါ့နော်ဘသူကဆရာမကိုပို့ချစ်လဲဆိုတဲ့စကားတစ်ခုကသမီးကျင်းနေမှာလုံးဝအသက်ဆွဲသွားတယ်တဲ့အချိန်မှာသမီးတက်တယ်ပြရမှာသမီးဆရာမကသမီးပို့ချစ်တယ်အဲ့ဒါချစ်တယ်အကြသမီးရဲ့တန်းမိုင်ကိုကိုမြသမီးရဲ့တန်းမိုင်ပြိုင်တဲ့အခါမှာဆရာမတော့မချစ်လို့မခင်ဗျတန်းမိုင်နှစ်ခုပြိုင်တဲ့အခါမှာသမီးဆရာမဒီကိုနိုင်သွားပြီဖြစ်တယ်သမီးအဲ့လိုနဲ့ motivation ကြီးပဲစူးစမ်းတယ်ဒီဗီဒီယိုလေးကတော့သမီးလေးမနီနီကျော်အတွက်ကွန်ပျူတာစုတွေသွားပေးရင်းနဲ့တက္ကသိုလ်ဝင်နှန်းဆောင်ပွဲနဲ့ပတ်သက်ပြီးသမီးလေးရဲ့ပြောပြခဲ့တဲ့အကြောင်းအရာလေးတွေကိုပြန်လည်မျှဝေပေးတာဖြစ်ပါတယ်စာအုပ်ဆိုရင် Knowledge Land Bookstore ကိုအမြဲတမ်းသတိရလိုက်ပါ Knowledge Land Bookstore